အော်မနေ့ကဆာရွက်လေးပါလားရီဆူပြီးပြတ်သွားတော့ဆာရွက်ပိုင်ရှင်လေးကဘယ်လိုရှားမလဲပေါ့ဟာဟိုမှာတကြံမယ်လေးတွားရောရအောင် ကြည့်ပါဦးဟုတ်ပါတယ်သွားရအောင်လာဆုံးမယ် တွားမယ်လား ဦးဒီလာလေးမြင်လားဦးဒီ ပါလားဦးလေးလား ငါလေးတို့ကိုကြီးကို join ရ ဟိုမဖြစ်ဘူးထင်တယ်နော် ဘာဖြစ်လို့လဲလူများကိုပို့ပြီးတော့ကောင်းတာပေါ့ ဟိုကိုကြီးอ่ะ ဖေမင်းကောင်းငါညီမကြီးနာဘာလာလောက်တာဟမ်ဆွေးဆွေးပြေမလုံးနဲ့နော်အေးဝေးသွားကြဟုတ်ကူဟာဘာဟုတ်ကူမင်းကောင်းရိုက်ပြန်လိုက်ဟမ်မိုင်းနဲ့လူကြီးထားနေတာအညီမတကယ်ချင်းနေဒီမှာတားနေတယ်ဘာမှမဖြစ်ဘူးလေဆရာမနေ့ကငါညီမတွေလာကြောင်နဲ့ကောင်းနေမလားဟမ် လာပါကိုကြီးကတူတူကြရအောင်လား ဘာလာပါဒီလာကိုကြီးလာကဲခဏမင်းတို့ဆိုရောငါချီးကျူးပါတယ်ဒါပေမဲ့တော့ကတော့ငါညီမနဲ့တော့ပေါ့ငါနဲ့ကွာလိပ်စာလေးပိုပြတ်သွားရလားဟာသူမပါလားမတရားလိပ်စာလေးရင်ခုတော့တို့မြောက်ထာဝရတူလက်တွဲခွင့်ရခဲ့ပြီပေါ့